看见那大坑口的，啊，service ตัวนี้ service 他能这，这个地方我去了一次。不贴个棕榈的可怕，阿里从这里多种多空着的，你之路大的雨。ဒီနေရာလေးကပူကီချာလီပါဗီလီယံဖြစ်ပါတယ်ပါဗီလီယံ2လို့လည်းခေါ်ကြပါတယ်အခုကျွန်တော်ရောက်ရှိနေတဲ့နေရာလေးကတော့ကျွန်တော်ရဲ့ညီညီလေးတွေအလုပ်လုပ်တဲ့နေရာလေးဖြစ်ပါတယ်သူတို့ရဲ့ဆိုင်နာမည်လေးကတော့ Idea Light ဆိုပြီးမှနာမည်ပေးထားတာဖြစ်ပါတယ်ဒီဆိုင်မှာဆိုရင်အသားတွေလုံးဝမပါဘူးတက်တက်လွယ်ကြီးပဲဖြစ်ပါတယ်ဒီနေရာကတော့ဘာနေရာဖြစ်ပါတယ်ကျိုးစရီဖြော်တဲ့နေရာဖြစ်ပါတယ်ဒီအထက်ဝင်မယ်ဆိုရင်တော့ဒီလိုမျိုးမြင်နေရတယ်တော်တော်လေးကိုလှပါတယ်ကျမ်းမာရေးနဲ့ညီတဲ့အစားအသောက်တွေဖြစ်ပါတယ်ဒီမှာလာစားနေတဲ့လူတွေကများသောအားဖြင့်ကျမ်းမာရေးလိုက်စားတဲ့လူတွေဖြစ်ပါတယ်စီချိုသမားတွေလည်းဒီမှာလာစားကြတယ်ဝက်ချာချင်တဲ့လူတွေလည်းဒီမှာပဲလာစားကြတယ်အဓိကဒီမှာအသားလုံးဝမပါဘူးဘုံလုံးဟင်းတီဟင်းရွက်တွေကြီးပဲဖြစ်ပါတယ်စားလို့လည်းတော်တော်ကောင်းပါတယ်ဒီနေရာလေးကိုရောက်တယ်ဆိုရင်တော့ဒီဆိုင်လေးကိုဝင်စားကြည့်ကြဖို့ဒီကနေဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကျွန်တော်ရောက်တော့သူတို့ဆိုင်မှာအကောင်းဆုံးဆိုတာကိုကျွန်တော်စားခိုင်းကြမှာဖြစ်ပါတယ်သူတို့ကသဘောထားလဲတော်တော်ကောင်းကြပါတယ် free နဲ့ကျွေးမှာဖြစ်ပါတယ်သူတို့ဆိုင်လဲတော်တော်တက်ရက်တယ်အနောက်ဘက်မှာဆိုရင်လည်းလုံးဝတက်ရက်နေတာပဲဒီမှာတစ်ချက်ကြည့်ကြည့်လိုက်အာဟာရရှိမဲ့အစားအစာတွေကြီးပဲကျမ်းမာရေးနဲ့လုံးဝညီညွတ်တဲ့အစားအစာတွေပဲဖြစ်ပါတယ်ဒီမှာကြည့်ကြပါဦးတော့စားလို့ကောင်းမဲ့ပုံပဲနော်သူတို့ဆိုင်မှာကကက်စလုံးဝမတုံးဘူးတက်စင်းနဲ့သူတို့ချက်တာဖြစ်တယ်mushroom တော့ကြရတယ်အမေဆိုင်လာပေါ့ချစ်ကြမော်တေးတော့ထားမှာ看见那大坑口的。不贴入做的把它把车service 呢？不贴对把面孔做把毛看。那不的那会也。啊，他现在比这里啥的呢？爱懂呢的。爱的超级。俺在超市，烧啊，烧炉烧。看这嘛的，看这嘛的，把火必须去把嘞。真要办法。
ဝေါရှေ့ပဲဆွဲပြီဒီနေ့တော့ဆွဲပြီနော်အမျိုးလည်းဒီနေရာကိုရောက်တဲ့ဆိုရင်တော့ဝန်စားလဲကြဖို့ဒီကနေဖိတ်ခေါ်ပါတယ်အားစားကြပါတော့တော်လေးကောင်းတယ်